စင်ကြီးနဲ့ကြွက်လေးခါရုံးကတောအုပ်ကြီးတစ်ခုမှာအင်အားကြီးတဲ့စင်ကြီးတစ်ကောင်နေထိုင်နေတဲ့ကွယ်စင်ကြီးကအားကောင်းလို့တခြားတိရစ္ဆာန်တွေကိုငါကတောထဲမှာအားကြီးဆုံးပဲလို့အမြဲကြွားနေတတ်တယ်တဲ့ကွယ်တနေ့မှာတော့စင်ကြီးဟာလမ်းလျှောက်နေတော့မြေတွင်းလေးတစ်ခုတည်းကိုခြေထောက်ပိတ်မိသွားတယ်တဲ့ဘလောက်ဆွဲထုတ်မထွက်နိုင်ဘူးဖြစ်နေတာပေါ့ကွယ်အဲ့ဒီအချိန်မှာအစာရှာထွက်လာတဲ့ကြွက်လေးတစ်ကောင်ကစင်ကြီးကိုမြင်သွားတော့ကြွက်လေးကမကြောက်ပါနဲ့ကျွန်တော်ကူညီပေးမယ်လို့ပြောလိုက်တယ်။ကြွက်လေးကမြေကိုတူးပြီးခြေထောက်ပိတ်နေတဲ့နေရာကိုဖြည်းဖြည်းချဲ့ပေးလိုက်တယ်ခဏကြာတော့စင်ကြီးခြေထောက်ကိုထုတ်နိုင်သွားတာပေါ့ကွယ်။စင်ကြီးကအရန်ကျေးဇူးတင်ပြီးငါရွယ်စားကြီးလို့ပဲအားကြီးတာမဟုတ်ဘူးတေးသေးလေးလည်းအကူအညီပေးနိုင်တယ်ဆိုတာနားလည်သွားပါပြီလို့ပြောလိုက်တယ်။အဲ့ဒီနေ့ကစပြီးစင်ကြီးကမကြွားတော့ပဲတိရစ္ဆာန်တွေကိုကူညီပေးတတ်လာတယ်တဲ့ကွယ်။စင်ကြီးကိုအခြားတိရစ္ဆာန်လေးတွေကလည်းချစ်ခင်သွားကြတာပေါ့ကွယ်။